ကဲအားလုံးပဲညီကောင်မောင်မတွေမင်္ဂလာပါတဲ့ဒီတစ်ပတ်ပြီးသွားပြန်ပြီနော်အဲ့တော့မနက်က38ညနေကျတော့8နှစ်အဲ့တော့38 8နှစ်တောက်ကြနေပြီးသွားပြီဆိုတော့ထိတ်စီးနှစ်တွဲနောက်ပိတ်နှစ်တွဲအဲ့ဒါလေးကနောက်တစ်ပတ်စာတစ်ပတ်လုံးစာနော်အပြီးအပူပဲထိတ်စီးက9683ည134နှစ်တွဲနော်9680ရဲ့134ရဲ့ထိတ်စီးနောက်ပိတ်က134ပိတ်456989ပိတ်လိုက်အဲ့ဒါဒဲပို့ထိုးအဲ့မှာအပူကဘာတွေ့လဲဆိုရင်99 66 88 11 33 44အဲ့ဒါဆိုရင်အခုလာမဲ့တင်းလာနေရနေတောက်ကြနေထိ968 134 6လုံးပြီးမယ်ပူးမယ်ပေါ့နော်အဲ့ဒါလေးညီကောင်မောင်မတွေနောက်တစ်ပတ်ယူဖို့လုပ်နော်မိန်ကွက်အနေနဲ့က98ထိတ်စီ13ထိတ်စီနောက်ပိတ်က13ပိတ်4ခွန်ပိတ်အဲဆိုရင်တစ်ခွက်တည်းသောကဏ္ဍသည်1331 1133ဖြစ်သွားမယ်နော်အဲ့တော့ညီကောင်မောင်မများအားလုံးတောက်ကြနေကဏ္ဍသည်နောက်တစ်ပတ်စာတစ်ပတ်လုံးတစ်ပတ်ဆရာအဲ့တော့ညီကောင်မောင်မများအားလုံးနားထောင်ပါထိတ်စီးနှစ်တွဲကိုပြန်ပြောမယ်နောက်ပိတ်နှစ်တွဲကိုပြောမယ်ဒဲပူထိုး9683ည134ထိတ်134 456989နောက်ပိတ်ဒဲပူထိုး5ဘူးထိုး6ဘူးထိုး10ဘူးထိုး1ဘူးထိုး3ဘူးထိုး4ဘူးထိုးအဘူး6ဘူးရှိတယ်နော်ဒီတစ်ပတ်စာအဲကြောင့်မို့968 134အပီအဘူးနောက်တစ်ပတ်အတွင်းနော်မိန်ကွက်အနေနဲ့ကြတော့98 13ထိတ်13 4ခွန်နောက်ပိတ်တပေါက်သေးက1331 1ဘူး3ဘူးအဲ့ဒါလေးကိုညီကောင်မောင်မတွေအားလုံးနော်အောင်မြင်ပါသေးပျော်ရွှင်ပါသေးလို့တရဏဂုံနေတရဏဂုံ8400 4400ပြီးသွားပြီ4000ပဲကျန်တော့တယ်အဲ့တော့အောင်မြင်ပါသေးတရဏဂုံတည်ရတဲ့အကျိုးအကြောင်းညီကောင်မောင်မတွေအားလုံးမြဲတမ်းပျော်ရွှင်ပါစေနော်အောင်မြင်မှုတွေစတိုက်ရရှိပါစေတေချာလေးနားထောင်ပေးနော်တေချာလေးနားထောင်ပေးပါတောက်ကြနေဆူတောင်းလေးပြည့်ပါစေ